ပါဆီယာမကတော့ဒီစေပန်းမှာဒီနေ့တော့ grade 5 သင်ရှာအခန်း1အပြည့်ကိန်းနဲ့ဒသမကိန်းများအခန်းမှာပါတယ်စာမျက်နှာ22ကနံပါတ်9လေးအဲ့ဒီနံပါတ်9လေးကတော့စောင်းမွေးမှာအမေးများတဲ့ပုံလေးပေါ့နော်9မှတ်တန်အနေနဲ့မေးတာပေါ့နော်ဒါလေးကိုအတူတူဆီယာမနဲ့အတူတူလေ့လာကြည့်မယ်ပေါ့နော်အညီအမျှထည့်ထားတယ်တဲ့စား9အိတ်ရှိတယ်တဲ့အဲ့ဒီစား9အိတ်က10ကီလိုဂရမ်လေးတယ်တဲ့စား9အိတ်က10ကီလိုဂရမ်လေးတယ်ပေါ့နော်စား1အိတ်ကတော့တဲ့ကီလိုဂရမ်ညီမျှလေးမလဲတဲ့အဖြေကိုတဲ့ဆယ်လီစိတ်အထိနီးရယူပြီးတော့တဲ့ဖော်ပြပါတယ်ပု္ပ္ပစာလေးကဒီလိုမေးထားတယ်ပေါ့နော်အဲ့တော့ဆရာမတို့ကစား9အိတ်ရဲ့အလေးချိန်က10ကီလိုဂရမ်ရှိတယ်အဲ့ကြောင့်ဆရာမရေးလိုက်မယ်ပေးထားချက်ရေးလိုက်မယ်ပေါ့နော်သူပေးထားတာလေးကိုရေးလိုက်မယ်စား9အိတ်အလေးချိန်ညီမျှချင်း10ကီလိုဂရမ်သူမေးတာကစားတက်အိတ်ရဲ့အလေးချိန်ကိုသူကမေးတာပေါ့နော်အဲ့တော့ကျွန်မတို့ပြန်ရေးလိုက်မယ်စားတက်အိတ်ရဲ့အလေးချိန်မသိသေးတဲ့အတွက်ကြောင့် question mark ဟုတ်ပြီကျွန်မတို့ဒီပု္ပ္ပစာမှာဘယ်လိုလုပ်ရမလဲဆိုတော့ဆုံးဖြတ်ချက်ရှာရမယ်အဲ့တော့ဆရာမတို့ကဒီမဲ့ပေးထားတာကအများကိုပေးထားပြီးတော့တအိတ်တန်ဖို့အနည်းကိုမေးထားတယ်ဆိုလို့ရှိရင်ကျွန်မတို့ကစားပေးရမယ်အညီအမျှဆိုတဲ့စကားလုံးပါရင်လည်းဘာလို့ပေးရမလဲဆိုရင်စားပေးရမှာဖြစ်ပါတယ်အဲ့တော့စားတက်ရဲ့အလေးချိန်သူပေးထားတယ်စား9အိတ်ရဲ့အလေးချိန်ဖြစ်တဲ့8ကိုဆရာမတို့ကဒီမဲ့9အိတ်နဲ့ဘာလုပ်ပေးမလဲစားပေးမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးအိမ်လေးစောက်လိုက်မယ်8ကိုအထဲမှာထည့်ပြီးတော့9နဲ့စားလိုက်မယ်အဲ့တော့9က8ထဲကိုဝင်လို့မရဘူးဒါကြောင့်9 3ညလီ3ညအဲ့တော့8ထဲကနေပြီး3ညနှုတ်တော့ဘယ်လောက်ကျန်လဲ8ကျန်တယ်ဟုတ်ပြီမပြတ်သေးဘူးဆရာမတို့ကဘယ်ထိလောက်ရမှာလဲဆယ်လီစိတ်အထိနီးရယူမှာဖြစ်တဲ့အတွက်ကြောင့်ဆယ်လီစိတ်အထိနီးရယူမယ်ဆိုရင်ဆရာမတို့ကယာလီစိတ်အထိတွက်ပေးရမယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဆရာမတို့ကဒသမထိုးမယ်3ညဆွဲရှာမယ်ဟုတ်ပြီနော်9အလီဆိုမယ်80တဲ့ကိုဝင်မယ်ပေါ့နော်9 8လီ82 9လီ81ကျတော့80ကျော်သွားတဲ့အတွက်ကြောင့်ဝင်လို့မရတော့ဘူးအဲကြောင့်မို့9 8လီ82အဲ့တော့ဒီမဲ့80တဲ့ကနေ82ကိုနှုတ်လိုက်လို့ရှင်ဘယ်လောက်ကျန်တော့8ရတယ်နောက်ထပ်3ညာလေးတစ်လုံးပါလို့မလဲဆွဲရှာမယ်ဆယ်လီစိတ်ဒီပဲရှိသေးတယ်ယာလီစိတ်ဒီတွက်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်9 8လီ82ထပ်ဝင်လိုက်မယ်8ကျွင်းပြီဟုတ်ပြီနော်အဲ့တော့ဒီမှာဒသမရဲ့နောက်ကဒါကဆယ်လီစိတ်ဒါကယာလီစိတ်ယာလီစိတ်ထိယူမှသာဆယ်လီစိတ်ကိုနီးရယူလို့ရမှာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ကယာလီစိတ်ထိတွက်ပေးရမယ်အဲ့တော့ဒီမှာရေးမယ်ဆယ်လီစိတ်အထိနီးရယူတော့ဒီစားလက်ကလေးကိုဆရာမတို့ကရေးလိုက်မယ်ဟုတ်ပြီနော်ရေးပြီးသွားလို့ရှိရင်ဆရာမတို့ဆယ်လီစိတ်ကိုယူမှဖြစ်တဲ့အတွက်ကြောင့်နောက်ကယာလီစိတ်ကိုကြည့်မယ်ယာလီစိတ်ကနန်းကဘာဖြစ်နေတာ10ဖြစ်နေတာအဲ့တော့ဆရာမတို့ကသိထားတာက3ညာ1 2 3 4ဆိုရင်ဒီရှေ့ကိန်းတိုင်းပဲရေးမယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့9 6 9 8 9ဆိုတဲ့ကနန်းလေးတွေပါနေပြီဆိုလို့ရှင်တော့ဆရာမကရှေ့ကိုတစ်ခုတိုးပေးရမယ်အဲ့တော့ဒီမှာဆယ်လီစိတ်ရဲ့နောက်မှာရှိတဲ့ကနန်းကဘာဖြစ်နေတော့10ဖြစ်နေတယ်ဟုတ်ပြီနော်အဲ့ကြတော့9 6 9 8 9ထဲမှာပါတဲ့ဖြစ်တဲ့အတွက်ကြောင့်ရှေ့ကိုတစ်ခုတိုးလိုက်တော့8ကိုတစ်ခုတိုးလိုက်တော့ဘယ်လောက်တော့9ဖြစ်တယ်ဒါကြောင့်3ညတသမ9အဲ့တော့အဖြေကစားတဲ့ရဲ့အလေးချိန်က3ညတသမ9ကီလိုဂရမ်ဆိုပြီးတော့ဆရာမတို့ကရပါတယ်အဲ့တော့ဒီလိုပု္ပ္ပစာလေးတွေကတော့9မှတ်တန်ပုတ်လေးတွေမှာမေးတာဖြစ်ပါတယ်အဲ့တော့ဒီလိုပု္ပ္ပစာလေးတွေကိုကလေးလေးတွေကိုကျင့်ညင်းအောင်တွက်ပေးထားမယ်ဆိုရင်တော့ဒါဆောက်ဝဲမှာအစဉ်ပြပြနဲ့တွက်နိုင်တော့မှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်ရှင်